မင်္ဂလာပါရှင်ကျမတို့ကတော့အဖွဲလေးရပဲဖြစ်ပါတယ်ရှင်အဖွဲလေးမှာပါဝင်တဲ့တငယ်ချင်းတွေကတော့တငယ်ချင်းပုတ်သက်ကြော်တငယ်ချင်းစုရည်ဒီကိုတငယ်ချင်းတူတာဦးတငယ်ချင်းဝဝတူနဲ့အမတန်းလေးတွေတို့ပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျမတို့အဖွဲ့ကစိတ်ခွန်အားဖြင့်ကြပြလေးတစ်ပုတ်ဖြစ်တဲ့ရုံးရင်ကန်ရင်ဆိုတဲ့ကြပြလေးအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အဖွဲလေးမှာမောင်ပုံနဲ့ကြော်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ရုံးရင်ကန်ရင်ဆိုတဲ့ကြပြလေးကိုဖတ်ပြတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီကြပြလေးကိုရေးသားခဲ့သူကတော့ဆရာကြီးဦးအင်းငွေပဲဖြစ်ပါတယ်ခင်ဗျာရုံးရင်ကန်ရင်လီချန်တိုင်းတာပွင့်ကြွေပါမူဘယ်မှာပန်းများကြံနီနီလိုင်းပုတ်တိုင်းတာကမ်းပြိုပါမူဘယ်မှာမြေကြီးကြံနီနီကြရှုံတိုင်းတာငိုရပါမူဘယ်မှာမြေကြီးကြံနီနီအမောင်တဝက်လင်းတဝက်တီတရက်တခါကြုံမြဲတာပြီအရှုံးတက်လက်နိုင်တက်လက်မှာမျက်လက်ပမာတွေ့မြဲတာပြီဘဝဒီကတိုက်ပွဲများပဲလှုပ်ရှားရတော့လူရတော့လင်းတော့မောင်တော့အောင်တော့ရှုံးတော့မုံတော့ချစ်တော့တစ်တော့ဟောင်းတော့ကောင်းတော့ဆိုတော့ညိုတော့လန့်တော့ကျန်းတော့နှုတော့ပူတော့အေးတော့စောကြောစိတ်ပြမနေတာပြီ400ကထကြရကတဲ့ပြက်ရကဆောက်ရှီလိုရှောက်၍ရောက်ရဘဝအာမန်ပြရင်ရုံးရကန်ရမိတကားဆရာကြီးဦးအင်းငွေဒီကြပြလေးဟာရုံးရင်ကြံရင်ဆိုတဲ့ခေါင်းစဉ်အတိုင်းပဲလောကရန်ရဲ့အတက်အကျအနေငယ်တွေကိုကြံ့ကြံ့ခံပြီးဘဝကိုအာမန်အပြည့်နဲ့ရှင်းဆက်ဖို့စိတ်သက်ကိုအားပေးတဲ့အလွန်ကောင်းမွန်ပြီးလေးနဲ့တဲ့ကြပြတစ်ပုဒ်ရှိပါတယ်။ကြပြရဲကကောင်းလို့ချက်တွေကိုသိခွာရဝဲအတိတ်ပဲဖွင့်ဆိုချက်လေးတွေနဲ့အတူတူခံစားကြည့်အောင်။တဘာဝတရားနဲ့ဘဝတည်ငယ်စာလေးထန်တိုင်းကပုံကြည့်ပါမို့ဗမာပန်းများကြံနေနီလိုင်းပုတ်တိုင်းကကမ်းပြိုပါမို့ဗမာမြေကြီးကြံနေနီကြရှုံးတိုင်းကငိုရပါမို့ဗမာမျက်ရည်ကြံနေနီလောကမှာလေးတိုင်းတဲ့ပန်းတွေကုန်ကျူးသွားတယ်လို့လိုင်းပုတ်တိုင်းနဲ့ကမ်းခြေကုန်ဖြိုပြက်သွားပါဘူးထို့တူရဲ့ဘဝမှာကြရှုံးနေကြနေတဲ့စိတ်တကြလို့ကျွေးနေမယ်ဆိုရင်ရှေ့ဆက်ဖို့မျက်ရည်တောင်ကျန်တော့မှာမဟုတ်ပါဘူးခက်ခဲဆိုတာကြောပြဖို့တက်တာဖြစ်တယ်ဆိုတာကိုတဘာဝတရားနဲ့နှိုင်းယှဉ်လှပစွာဖွဲ့ဆိုရပါတယ်ရှင့်။နှစ်လောကရဤတဘာဝတရတီတွေးမနေရအမောင်တဝက်လင်းတဝက်ဒီတရက်တခါကြုံနေတာတိအရှုံးတလဲနိုင်တလဲမှာမျက်လက်ပမာတွေ့မြတ်တာတိနေရှိရင်ညာရှိသလိုအလင်းရှိရင်အမောင်ရှိတဲ့တဘာဝကဘဝရဲ့အရှုံးနဲ့အနိုင်ဆိုတာကလည်းမျက်လက်ပြနေလို့ပါပဲဒီရှုံးမြင်မနှက်ဖြစ်နိုင်တယ်လို့ဒီနေ့ခံစားရပေမဲ့မနှက်ဖြစ်စိတ်ချင်းသားရနိုင်ပါလေဘာမှထာဝရမြင်မနေတာမိုးစိတ်တမကြဘူးတတိပင်းနေပါရှင့်ဒီဘဝဆိုတာကောင်းကြီးပဲရှိရမှာမဟုတ်ဘူးဆိုးကြီးပဲလည်းမဟုတ်ပါဘူးစံကျင်ဘက်လောကရန်တရားတွေပေါင်းဆက်ဖွဲ့စည်းထားရမို့ဘာလို့ငါးချက်မှဒီလိုဖြစ်ရလဲဆိုပြီးစောကြစိတ်ဖြာတွေးကြောပူပန်နေလို့မထူးပါဘူးအဆုံးလေးရှိသောလူလောကလေတော့မောင်တော့အောင်တော့ရှုံတော့မုံတော့ချစ်တော့တစ်တော့ဟောင်းတော့ကောင်းတော့ဆိုးတော့ညှိုးတော့လန်းတော့ကျန်းတော့ညူတော့ပူတော့အေးတော့စောကြစိတ်ဖြာမနေတာပဲလေးအာမန်အဖြစ်ဖြစ်ရှင်းသူဒီလမ်းရင်400ကထကြရကတပြက်ရကဆောက်ရှိသူရှောက်၍ရောက်ရဘဝအာမန်ပြရင်ရုံးရင်ခင်ရကြပြရဲ့အသက်အလှဆုံးနဲ့စိတ်သက်သက်ကြွစရာအကောင်းဆုံးပန်းလေးပဲဖြစ်ပါတယ်ရှင်လဲကျသွားရင်ပြန်ထားရမယ်အောက်ခြေကိုကျသွားရင်အပေါ်ပြန်တက်ရပါမယ်ရှင်ပျက်စီးသွားတာတွေရှိရင်ပြန်လည်တည်ဆောက်ရပါမယ်ဘလို့အခြေအနေဘလို့ဘဝမျိုးပဲရောက်နေပါစေကို့မှာရှိတဲ့ဇွဲတက်တီအာမန်တွေကိုထုတ်ဖော်ပြီးအသက်ရှင်တွေတော့ဆက်လက်ရုန်းကန်လှူရှားသွားရမယ်ဆိုတဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုအပြည့်အဝပေးစမ်းထားပါတယ်ရှင်စိတ်သက်ကြစရာပိမနှွနဲ့စရာတွေကြုံလာရတဲ့အခါတိုင်းပြန်လည်ဖတ်ရှုပြီးအာယူတဲ့နဲ့ကြပြကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ